လုံဟောက်ချမ်းတို့စီးနှင်းသားရရပြီးတဲ့နောက်မှာတော့ကျောင်းတော်ကိုပြန်လာကြပါလေငှက်ကြီးပေါ်မှာတော့လုံဟောက်ချမ်းနဲ့ဟောက်ရွဲတို့ကစော်ကားနေကြပါလေလုံဟောက်ချမ်းကဟောက်ရွဲကိုအစာကျွေးဖို့ဘယ်ညာအောင်ရွေးခိုင်းနေပါသေးတယ်ဟောက်ရွဲကရွေးလိုက်ပါနဲ့ဒါပေမဲ့ဖွင့်ကြည့်တဲ့တော့လက်ထဲမှာဘာမှမရှိပါဘူးညာဘက်မှာလည်းဘာမှမရှိပါဘူးဟောက်ရွဲလည်းကောင်စိတ်ညစ်သွားပါပြီဟောက်ရွဲဝမ်းနေသွားတာမြင်တော့မှလုံဟောက်ချမ်းကငါ6ကိုပြန်ထုတ်ပြီးတော့ဟောက်ရွဲကိုပေးလိုက်ပါလေသူ့ဆရာရဲဝါကဟောက်ချမ်းငါဘာလို့ပါရမီရှင်တွေကိုအရန်မုံလဲသိတာဆိုပြီးတော့လှည့်မိလိုက်ပါလေလုံဟောက်ချမ်းကခေါင်းရိုင်းပြလိုက်တော့ဘာလို့လဲဆိုတော့ငါက200ချီအတွင်းမှာရွဲမျိုးရဲ့အတော်ဆုံးပါရမီရှင်ဆိုပြီးတော့ချီတူးခံရဘူးလို့ပဲဆိုပြီးပြောလိုက်ပါလေ15နှစ်မှလည်းအဆင့်3ကိုဖျက်ကျော်ခဲ့ပြီးတော့ရွဲမျိုးရဲ့အငယ်ဆုံးအဆင့်3သူရဲ့တောင်စစ်တီတွေ့ခဲ့တာပါလူတိုင်းကဝိုင်းပြီးတော့အာရုံစိုက်ကြပါလေဒါပေမဲ့မြင့်မြတ်တဲ့ပြန်လည်ဝင်သားခြင်းပြီးတော့ပြီးတဲ့နောက်မှာတော့ရဲဝါကဝင်းညင်စွာကိုမှတ်ရပါလေအဲ့ဒါပြီးတဲ့နောက်မှာရွဲမျိုးမှာရဲဝါတယောက်ဘယ်နေရာမှာမှဝင်မဆန့်တော့ပါဘူးအရင်တုန်းကသူ့ကိုခင်မင်ခဲ့တဲ့အတန်းဘော်တွေကလည်းပြစ်ခွာသွားကြပါလေသူ့ရဲကောင်းတောင်မှာမိစ္ဆာတွေကလည်းမဲမိစ္ဆာသားရဲကမှရဲဝါကိုပြီးမဆိုင်တော့ပါဘူးဒီလိုနဲ့နောက်ဆုံးမှာတော့အခုသူတို့စီးလာတဲ့ငှက်ကြီးနဲ့တွေ့ခဲ့တာပါပြီးရနေလွန်ဟောက်ချမ်းကိုတီတော်ခကြီးကအရန်ရက်ဆက်တယ်မင်းမသာပါရမီမရှိဘူးဆိုရင်မင်းကအမိုက်တစားဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒါကြောင့်ကျောင်းနားလည်ရှုကလွန်ဟောက်ချမ်းကိုပါရမီရှိတယ်လို့ပြောတော့ကရဲဝါကချက်ချင်းပဲညှင်းပယ်ခဲ့တာပါအရာတွေအားလုံးကိုပါရမီရှိတဲ့ပုံမှာပဲအားကိုပြီးတော့လေရနေတဲ့သူတွေကိုရဲဝါကမုန်းတီးသွားတာပါရဲဝါကမီးပုတ်တင်ကိုတတ်ဖို့ကြိုးစားတဲ့အချိန်မှာလုံဟောက်ချမ်းဝင်တာလိုက်တာကိုကြည့်မိပြီးတော့ရဲဝါတယောက်အရင်တုန်းကသူ့ကိုခြံခဲ့တဲ့လူတွေလိုမျိုးပဲကိုယ်လိုက်ကရဲဆက်တက်ပြီးတော့အေးဆက်လာတာကိုသတိထားပြီးသွားပါလေဒီလောကကြီးထဲမှာအတိတ်ကိုပို့ပြီးတော့မိုးလိလာလေးအမုန်းသုံးရနေနဲ့ပို့ပြီးတော့တွေ့လာလေးပါပဲပြောရမယ်ဆိုရင်ကိုမုန်းတဲ့သူတွေရဲ့ပုံစံတိုင်းကိုကဖြစ်လာတဲ့သဘောမျိုးပေါ့ဒါပေမဲ့ထောင်ရွက်ကိုကာဝယ်ပေးတဲ့လုံဟောက်ချမ်းရဲ့ရိုးသားတဲ့နှလုံးသားကိုတွေ့လိုက်ရတော့ရဲဝါတယောက်နားလေသဘောပေါက်သွားပါလေပြီးတာနဲ့လုံဟောက်ချမ်းမင်းလည်းမိစ္ဆာမှတ်သားကိုရပြီးသွားပြီငါတို့သဘောတူညီချက်ကိုလည်းဖြည့်ဆည်းပြီးသွားပြီဆိုတော့မင်းငါ့ကိုဆရာတင်ရင်သေးလားဆိုပြီးတော့မေးလိုက်ပါလေဒါပေမဲ့ငါကဝင်းညင်ဆိုတာကိုမှတ်ပဲရှိတယ်ဆိုပြီးတော့ပြောလိုက်ပါလေပြီးတော့ရဲဝါကဒီဘဝတစ်လျှောက်လုံးမှာအဆင့်9ထိပဲရေဆုံးရောက်နေမှာပါအဲ့တော့လုံဟောက်ချင်းကသူ့အဖေပြောခဲ့မှုလေမွေးရပါဝင်းညင်စွာ10မှတ်ထက်မကျော်ဘူးဆိုရင်အဆင့်3အဆင့်4ကိုတောင်ဖျက်ကျော်ဖို့မလွယ်ဘူးဆိုတာကိုပြန်ပြီးကြားရောက်တော့ပါလေရဲဝါကတော့အခုမင်းငါးတပေဖြစ်ဖို့ဆန္ဒရှိသေးလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာလုံဟောက်ချင်းကဆန္ဒရှိပါတယ်ဆိုပြီးတော့ချက်ချင်းပြောလိုက်ပါလေပြီးတာနဲ့ဆရာကိုထင်မသေးပါနဲ့မွေးရပါဝင်းညင်စွာ6မှတ်တဲ့နဲ့အဆင့်9ကိုရအောင်ကျင့်ကြံနိုင်တာတော်ရုံစကေးတဲ့မရဘူးဆိုပြီးတော့ပြောလိုက်ပါလေပြီးတာနဲ့ပြီးပြည့်စုံတဲ့အကာအကွယ်ကိုလည်းဖန်တီးနိုင်တယ်လေဆိုပြီးတော့ပြောလိုက်တော့မှရဲဝါတယောက်သဘောကျသွားပါလေအဲ့ဒါနဲ့ရေဝါကအခုမင်းငါးစီကတည်ယူဖို့ဆုံးဖြတ်လိုက်ပြီဆိုမှတော့ပထမဆုံးတင်ရတာတခုပေးမယ်ဆိုပြီးတော့ငှက်ပေါ်ကနေလုံအောင်ချမ်းကိုတွန်းချလိုက်ပါလေပြီးရနေမင်းရဲ့ရန်ပါရမီရှိတယ်ဆိုတာသိတယ်အရန်ကြိုးစားတယ်ဆိုတာကိုလည်းသလားသိတယ်ဒါပေမဲ့ငါတပည့်ဖြစ်ချင်တယ်ဆိုရင်ပထမဆုံးအနေနဲ့အသေးတိုက်ခိုက်ရတဲ့တတိရှိရမယ်ဆိုပြီးတော့လေပေါ်မှာနေတိုက်ခိုက်နေကြပါပြီရဲဝါရဲ့ဓာတ်ချက်တွေကိုလုံအောင်ချမ်းကကာကွယ်နေရပါလေနတ်ဆိုးဘရင်နဲ့တွေ့ရင်တော့မှတေတဲ့ထိတိုက်ခိုက်ရရမယ်ဆိုပြီးတော့ကြော်ပြီးလုံဟောက်ချမ်းကိုတင်ပေးနေပါလေပြီးရနေလုံဟောက်ချမ်းရဲ့ဓာတ်ကိုပြန်ပစ်ပေးလိုက်ပြီးတော့မင်းတေရင်တရားနဲ့ရင်ဆိုင်ကိုအစင်လေးဖြစ်ပြီးသားဆိုပြီးမေးလိုက်ပါလေတဖြည်းဖြည်းနဲ့ပြင်ကြီးနဲ့လည်းနီးကပ်လာပါပြီလုံဟောက်ချမ်းကတော့ဓာတ်ကိုထုတ်ပြီးတော့အလင်းဖြိုခွဲဓာတ်ချက်ကိုထုတ်သွင်းလိုက်ပါလေရဲဝါကလည်းဓာတ်နဲ့ဖျက်ချလိုက်ပါလေအဲ့ဒီချိန်မှာလုံဟောက်ချမ်းတယောက်အားကုန်ပြီးတော့မြေပေါ်ကိုပြုတ်ကျသွားပါပြီအောက်ကျကန်ကြီးမှာပဲငှက်ကအချိန်မီဝင်ခဲ့လိုက်နိုင်ပါလေရဲဝါကပါဇက်တောင်ဟောလာဖြစ်သွားပါသေးတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့လုံဟောက်ချမ်းတယောက်လေ့ကျင့်ခန်းတွေကိုစတင်နေပါပြီနားလည်ရှုကတော့ရဲဝါဘလို့လဲဒီကောင်လေးမစိုးမလားဆိုပြီးတော့ပခုံးကိုပို့လိုက်တော့လက်ကိုဖဲချလိုက်ပြီးတော့ကျုပ်တပည့်ပဲလေတေချာပေါက်တော်လာပေါ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ပြီးတော့ဒီကလေးမှလားထူးခြားတဲ့စွာပြည့်တဲ့အမွေနှစ်လည်းရှိနေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါနဲ့နားလည်ရှုကမေးရဲ့တောက်စီနေတာပါလဲဆိုပြီးတော့မေးလိုက်တော့လက်ကိုထပ်ပုတ်ချလိုက်ပြီးတော့ဘာစီစင်မှမရှိဘူးဆိုပြီးပြောလိုက်ပါတယ်ရည်ရွယ်ချက်တစ်ခုပဲရှိတယ်အဲ့ဒါကနတ်ဆိုးမဲလိုက်ဖွဲ့ရွေးချယ်ပွဲဆိုပြီးတော့ပြောလိုက်ပါတယ်ဘာနဲ့တစ်ချိန်လုပ်တဲ့နတ်ဆိုးမဲလိုက်ရွေးချယ်ပွဲကမဟာမိတ်ဖွဲ့ကြီးတစ်ခုလုံးမှာအရေးကြီးဆုံးပြိုင်ပွဲပါကျောင်းတော်6ခုကလူငယ်ပါရမီရှင်တွေစုစည်းပြီးတော့အကောင်းဆုံးနတ်ဆိုးမဲလိုက်ဖွဲ့ကိုဖွဲ့စည်းမှာပါပြီးတော့နတ်ဆိုးမဲလိုက်ဖွဲ့ဆိုတာကနတ်ဆိုးဘရင်တွေကိုတတ်ဖို့မွေးဖွားထားတဲ့အဖွဲ့ပါလုံဟောက်ချမ်းကတော့တောက်လျှောက်ကိုလေ့ကျင့်နေပါတယ်နတ်ဆိုးမဲလိုက်ဖွဲ့တိုင်းကနတ်ဆိုးလုံးတဲ့တက်တွေထောင်လက်ချီပြီးတော့ကိုတိုက်ခိုက်ရတာပါဒါပေမဲ့အဲ့ဒီအချိန်မှာလုံဟောက်ချမ်းရဲ့ချက်လက်တွေကိုတော့တခုမှအပြင်ကိုပေါက်ကြားလို့မရအောင်ထိန်းသိမ်းထားရမှာပါဒါမဲ့နတ်ဆိုးမဲလိုက်ပွဲပန်ပွဲကြရင်ရေဝါကလုံဟောက်ချမ်းကိုလူတိုင်းရတာတဲ့အောင်လုပ်ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်လုံဟောက်ချမ်းကလည်းသူ့ရဲ့ကာဝယ်ကိုပြည့်ပြည့်စုံအောင်လေ့ကျင့်နေပါလေအစစ်ငါသူ့ရဲ့ကောင်းရဲ့အစွမ်းတက်တိုက်ခိုက်နေကိုလည်းသူ့အဖေထားခဲ့တဲ့အမွေနှစ်ထဲကနေလေ့ကျင့်နေပါလေအဲ့ဒီတိုင်းကတော့မြင့်မြတ်တော်ဓာတ်လို့ခေါ်တဲ့တိုင်းပညာပါလုံဟောက်ချမ်းတရားသူ့ရဲ့ဆရာနဲ့တောင်တိုက်ခိုက်နိုင်နေပါပြီဒါပေမဲ့သူပဲလုံးထွက်သွားပါလေဒါနဲ့ဖြစ်ပေါ်လိုက်တဲ့အချိန်မှာတော့အကာအကွယ်ကိုထုတ်ပြီးကလိုက်တာဒါကလုံဟောက်ချမ်းရဲ့အကာအကွယ်ကိုတူမပေါက်နိုင်တော့ပါဘူးဒီလိုနဲ့တဖြည်းဖြည်းလုံဟောက်ချမ်းတရားရွယ်ရောက်လာပါလေလုံဟောက်ချမ်းနဲ့ဟောက်ရွက်ရဲ့ပူပေါင်းတိုက်ခိုက်မှုကခြေဝါးကိုတောင်တော်တော်လေးဖိအားပေးနေတာပါခြေဝါးကဓာတ်နဲ့ပြေခုတ်လိုက်တဲ့အချိန်မှာတော့လုံဟောက်ချမ်းကဒိုင်းနဲ့ကလိုက်ပါလေဒါပေမဲ့ခဏကြာမှပဲလေပေါ်ကိုခုန်တက်ပြီးတော့မြင်းပြတ်တာနဲ့ခုတ်ချလိုက်ပါပြီခြေဝါးကနောက်ကနေလေးတိုက်တော့လုံဟောက်ချမ်းကမြင်းမြတ်ကာဝယ်ကိုထုတ်သုံးပြီးတော့နောက်ကနေဓာတ်နဲ့ပြန်ခုတ်ချလိုက်ပါလေ
အဲ့ဒီချိန်မှာဟောက်ရွက်ကလည်းနောက်ကနေမြည်ရဲမှုလိုက်ပါလေရေဝါတယောက်အသေးတန်ကလည်းရပါလေဒါပေမဲ့လူဟောက်ချမ်းရဲ့ဓာတ်ချက်အောင်ပါနေရေဝါရဲ့ဓာတ်ကနှစ်ချက်ခွဲသွားပါပြီရေဝါတယောက်အံ့ဩသွားပြီမိမိစွာတစ်ထောင်တောင်မကြည့်သေးပဲနဲ့ဘလို့လုပ်ပြီးခါတိုင်းကိုခွဲလိုက်ရတာလေဆိုပြီးတော့အံ့ဩသွားတာပါအဲ့ဒါနဲ့ဆန်းတဲ့ကြောက်တိုင်စီကိုလုံဟောက်ချမ်းကိုခေါ်သွားပါလေဆန်းတဲ့ကြောက်တိုင်မှာလုံဟောက်ချမ်းတယောက်ဓာတ်နဲ့တိုင်ကိုခုတ်ချလိုက်တဲ့ချိန်ဝိညာဉ်စွာက1014ထီကိုရောက်နေပါလေပြီးတာနဲ့ဟောက်ချမ်းမေးရမွေးရပါစွာကမလောက်လဲဆိုပြီးတော့မေးလိုက်ပါလေဆရာနားလန်ကငါ့ကိုပြောမပြဘူးဆိုပြီးပြောလိုက်တော့လုံဟောက်ချမ်းကပြောမလို့ကျင်နေသူ့အဖေပြောထားခဲ့တယ်မေးနှစ်ထွေစစ်နေတော်ဆိုတော့ကိုမပြောပြနဲ့ဆိုတဲ့စကားကိုပြန်ကြားရအောင်သွားပါလေအလင်းရဲ့သားတော်ဆိုတဲ့အကြောင်းကိုလေသူ့အဖေကဖုံးကွယ်ခိုင်းထားတာပါဒါကြောင့်လုံဟောက်ချမ်းကခဏစဉ်းစားလိုက်တော့ရေဝါကဒါမင်းရဲ့ကိုယ်ရေးဖို့တော့ကိစ္စပါမယ်ငါထပ်ပြီးမပြောတော့ဘူးဆိုပြီးတော့ပြောလိုက်ပါလေပြီးတာနဲ့လက်ထွက်သွားတော့ကျွန်တော်ဆရာကိုပြောပြပါမယ်ဆိုပြီးတော့အကာအကွယ်ကိုထုတ်လိုက်ပါလေအဲ့ဒါနဲ့ရေဝါတယောက်တလောက်တောင်ဗီယူဆက်ရတာလားဆိုပြီးတော့မေးလိုက်ပါလေပြီးတော့လုံဟောက်ချမ်းကဆရာကိုကျွန်တော်ကအဖေတယောက်လိုရောဆရာတယောက်လိုရောပါသဘောထားတာပါတခြားသူတွေအတွက်ဆိုရင်ကျွန်တော်ရဲ့လျှို့ဝှက်ချက်ကိုပြောရမှာမဟုတ်ဘူးဆရာကဖေတယောက်လိုဖြစ်နေလို့ဒီလျှို့ဝှက်ချက်ကိုပြောရမယ်ဆိုပြီးတော့ပြောလိုက်ပါလေရေဝါတယောက်ရင်းထဲကိုထိသွားပြီးဝမ်းသာဝမ်းနည်းဖြစ်သွားပါလေအဲ့ဒါနဲ့လုံဟောက်ချမ်းကသူ့ရဲ့ဝိညာဉ်စွမ်းအားက68မှတ်ပါဆိုပြီးပြောလိုက်ပါလေ68မှတ်လားမဆိုးပါဘူးဆိုပြီးတော့မှ68မှတ်ဟုတ်လားဆိုပြီးတန်တော်တော်ကြီးဖြစ်သွားပါလေအဲ့ဒါနဲ့နောက်ထပ်အကာအကွယ်ကိုထပ်ချလိုက်ပြီးတော့မင်းရဲ့မွေးရပါဝိညာဉ်စွမ်းအားက69မဖြစ်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့လုံဟောက်ချမ်းကကျွန်တော်ဝိညာဉ်ကိုနိုးထပြီးတော့ဝိညာဉ်ထုတ်လို့မီးရင်းမို့နဲ့ပေါင်းဆက်လိုက်လို့ပါဆိုပြီးပြန်ရှင်းပြလိုက်ပါလေဒါကြောင့်မို့လို့ဝိညာဉ်စွမ်းအားကယာယီခဏတာနည်းနည်းလေးနေသွားတာဆိုပြီးပြောလိုက်ပါလေရေဝါတယောက်ရင်ဘက်ကိုတောင်နည်းနည်းဖိခါရပါပြီပြီးတာနဲ့အကာအကွယ်ကိုဖြုတ်လိုက်ပြီးတော့အရက်ကိုမောသားလိုက်ပါလေဒါပေမဲ့ရက်ကတီးသွားပြန်ပါလေပြီးတာနဲ့လုံဟောက်ချမ်းကိုဝိညာဉ်အလင်းလက်ပတ်တစ်ခုပြစ်ပေးလိုက်ပါလေဒီဟာကတနေ့ကို3ချိန်ဝိညာဉ်အလင်းတိုင်းကိုထုတ်လုပ်ပေးနိုင်တဲ့အရာပါတစ်ခါထုတ်လုပ်နိုင်ရင်10မိနစ်ကြာတယ်ဆိုပြီးပြောပြီးတော့ထွက်သွားပါလေမင်းမကြရင်နတ်ဆိုးမဲလိုက်တဲ့ဝယ်ကိုဝင်ပြန်ရတော့မယ်ဒါကဝင်ဝင်စစ်စဲမှုတွေပဲဆိုပြီးမြင်အရန်အနေအများလေဒါကိုမတုံးရဖို့မျှော်လဲမှလည်းဆိုပြီးတော့ပြောပြီးတော့မှားသွားပါလေငါမှမိသားစုမရှိခဲ့ဘူးငါတစ်ဖက်မင်းတယောက်ပဲရှိတာရှမ်းမြို့မှာမင်းရဲ့အောင်မြင်မှုတွေကိုငါစောင့်ကြည့်နေမယ်ဆိုပြီးတော့ပြောပြီးထွက်သွားပြီလုံဟောက်ချမ်းကတော့ပြိုင်ပွဲဝင်ပြီးရတယ်ကျွန်တော်ရှမ်းမြို့မှာဆရာကိုလာတွေ့မယ်ဆိုပြီးပြောလိုက်ပါလေအဲ့ဒီချိန်ရေဝါကတော့အလင်းသားတော့ရင်းမြတ်ဝိညာဉ်မီလေးကိုဟောက်ချက်မင်းက2000ချီလူသားနှုံးတွေစောင့်တိုင်းနေတဲ့ကေတင်ရှင်များလားဆိုပြီးတွေးမိနေပါလေအဲ့ဒီချိန်မှာလီရှင်းတယောက်လုံဟောက်ချမ်းစီကိုရောက်လာပါလေဘာလို့မလို့လဲဆိုပြီးတော့မေးလိုက်တော့လုံဟောက်ချမ်းရဲ့လက်ထဲကချက်ဝက်ကိုယူပြီးတော့လွတ်ပစ်လိုက်ပါလေလုံဟောက်ချမ်းကမမလွတ်ဖြစ်နဲ့လေတုံးလို့ရနေရဆိုပြီးတော့ပြောနေပေမဲ့ငါးမောင်လေးဟာဒီနေ့စစ်ဆေးမှုနေရာကိုဒီလိုပုံစိုးပန်းစိုးတန်ချက်ကကိုဝတ်တော်ဖို့စိတ်ကူးနေရလားဆိုပြီးတော့မေးလိုက်ပါလေဒီမှာမမကနင်းအတွက်လက်ဆောင်အသစ်ပြင်လာတယ်ဆိုပြီးတော့ချက်ဝက်အသစ်ကိုထုတ်ပြလိုက်ပါလေငွေလေးမော်တန်ချက်ကပါအဲ့ဒါနဲ့လုံဟောက်ချမ်းကဒါရန်စီကြီးရမလားဆိုတော့ဈေးမကြီးပါဘူးပပလေးပါဆိုပြီးပြောလိုက်ပါလေလုံဟောက်ချမ်းကသူ့ရဲ့စွမ်းအားတွေကိုထည့်လိုက်တော့အလင်းလုံးလေးကိုရောက်သွားပြီးတော့ပေါ်ပင်ကြားလေးလိုမျိုးချက်ဝက်ကိုဝတ်ဆက်လိုက်ပါလေလီရှင်းတယောက်သဘောကျသွားပါပြီမမောင်လေးကအရွယ်ရောက်လာတာနဲ့ပို့ပြီးတော့ချောလာတာပဲဆိုပြီးပြောလိုက်ပါလေချက်ဝက်ကိုမင်းရဲ့တူလောင်လက်ဆွတ်ထဲကိုတင်ထားလိုက်တော့ဆိုပြီးတော့ပြောလိုက်တော့ချက်ဝက်ကိုတူလောင်လက်ဆွတ်ထဲကိုပြန်ထည့်လိုက်ပါလေနေုံတခုလိုသေးတယ်ငါတို့လက်နက်ဆိုင်ကိုသွားပြီးတော့ဓာကောင်းကိုတခုခုသွားရှာမယ်ဆိုပြီးတော့လုံဟောက်ချမ်းကိုခေါ်ပြီးတော့ထွက်သွားပါပြီဒီလိုနဲ့လုံဟောက်ချမ်းတို့မောင်တော်မ2ယောက်လက်နက်ရောင်းဆိုင်ကိုရောက်လာပါလေလက်နက်စစ်နေကမှော့ဝင်းညင်လက်ဆိုးအထွတ်ထိပ်အစောမဲ့ဆိုပြီးရှိပါတယ်နောက်ဆုံးဆင့်ကတော့တန်တာရီလာပစ္စည်းရှိပါတယ်ဘီရှင်ကတော့ဒီတလက်ရောရှေ့ကပစ္စည်းရောအကုန်ယူမယ်ဆိုပြီးပြောလိုက်ပါပြီဆိုင်ရှင်ကတဲတန်သားကိုဖမ်းလိုက်ပြီးတော့ပေါ်လက်နက်တွေကိုဒီလိုကြီးလွတ်မပစ်စမ်းမနဲ့အမားရဲဆိုပြီးတော့တောင်းပန်နေရပါတယ်ဒါကဟောင်းရမ်းမြို့မှာအကြီးဆုံးလက်နက်ဆိုင်ဆိုလက်ဆိုးဝင်းညင်အစင်လက်နက်လေးတစ်ခုတောင်မရှိဘူးလားဆိုပြီးတော့လီရှင်ကပြောလိုက်ပါတယ်အဲ့ဒါနဲ့လက်ဆိုးဝင်းညင်လိုမျိုးလက်နက်အစင်တွေကဒီလိုဆိုင်သေးသေးလေးမှာဘယ်လိုလုပ်ရှိမှလဲအမားရဲဆိုပြီးတော့ပြန်ပြောလိုက်ရပါတယ်ဒါပေမဲ့မောင်လက်ဆိုးဝင်းညင်ကိုတော့ကျိုးတို့ဆိုင်ကပြပေးလိုက်မယ်ဆိုပြီးတော့ဒိုင်းတစ်ခုကိုထုတ်ပြလိုက်ပါတယ်အဲ့ဒါကတော့အလေးတိုင်းကပါဒါဆရာကြီး3တန်တော်ဆိုပြီးတော့ထောင်းကြလိုက်ပါသေးတယ်ပြီးတော့ပို့ပြီးတော့ရှားပါလာကအထဲမှာချွေးကြောက်တဲ့လုံးတော်ပြုတ်ထားသေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီရဲနာနဲ့ဆိုရင်ဘလောက်ပဲထိခိုက်နောင်တမိမှာအစ်စ်တိုင်းပြန်ဖြစ်နေစေရမယ်ဆိုပြီးတော့အာမခံလိုက်ပါလေအဲ့ဒါနဲ့ဒီတိုင်းကဟောက်ချမ်းရဲ့ငွေလင်းတန်ချက်ကနေတော်တော်လေးလိုက်ဖက်နေတယ်မစိုးငါယူမယ်ဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာနေအောင်ဆိုပြီးတော့တယောက်ကဒိုင်းကကိုလူသွားပါလေဗာလေဒီဒိုင်းကကိုလိုချင်နေဆိုပြီးတော့ကောင်မလေးတယောက်ရောက်လာတာပါပြီးတာနဲ့2ယောက်သားဒိုင်းကကိုလူနေကြပါပြီလာလူတဲ့ကောင်မလေးရဲ့နာမည်ကတော့လင်းချာလူလို့ခေါ်ပါလေလီရှင်ကတော့အရှုံးမပေးပါဘူးဒီဒိုင်းကကိုငါရင်တွေ့တာလွတ်ဆန်းဆိုပြီးတော့ပြောနေပေမဲ့ဟိုတယောက်ကလည်းလုံးဝလည်းမလျှော့ပါဘူးဒါငါဆိုင်ဒီတိုင်းကိုငါလူမမလေးနဲ့လာလူမရလားဆိုပြီးတော့ပြောလိုက်ပါတယ်လီရှင်ကလည်းရင်ချလူမင်းအရင်လိုလုံးနေလို့မလားဆိုပြီးတော့ရန်ဖြစ်ကြပြန်ပါပြီ2ယောက်သားရန်ဖြစ်ပြီးတော့ဒိုင်းကိုတဲတန်လူနေတဲ့ချိန်မှာဆိုင်ရှင်ကဒိုင်းကိုပြန်လူလိုက်ပါတယ်မမလေး2ယောက်ဒီကအကောင်းဆုံးလက်နက်ကလေးကိုမပြတ်စည်းပါစေနဲ့ဗျာဆိုပြီးတော့ပြောလိုက်ရပါသေးတယ်ရင်ချလူကတော့ဒါငါဆိုင်မင်းကိုပေးမဲ့စာဖြတ်စည်းပြစ်မယ်ဆိုပြီးတော့ရန်လူလိုက်ပါပြီဒီရှင်ကလည်းနေရန်ပြစ်ချင်တာလားဆိုပြီးမေးလိုက်တော့ရင်ချလူကပေါ်ချိန်လုံးကိုထုတ်လိုက်ပြီးတော့ငါကမင်းကိုမကြောက်ဘူးဆိုပြီးတော့ဖဲလိုက်ပါတယ်ဆိုင်ရှင်ကလည်းဂျားကနေပြီးတားနေရပါတယ်ပြီးတာနဲ့အရင်တစ်ခေါက်ကမမလေးတို့2ယောက်ရန်ဖြစ်တုန်းကလူတွေအများကြီးတွေ့သွားတာနောက်တစ်ခါရန်ဖြစ်ရင်ပြစ်ပေးခံရမယ်ဆိုပြီးတော့မမလေးတို့အဖေကပြောထားတယ်မလားဆိုပြီးတော့ပြောလိုက်တော့မှ2ယောက်သားငြိမ်ကြတော့ပါလေလင်ဂျာလူကတော့နင်းဆိုတဲ့လီရှင်ကသူ့များချိုက်တဲ့ပစ္စည်းကိုလိုက်လို့ရတာအရန်တော်ကြတာပဲဆိုပြီးတော့ဖဲလိုက်ပါလေပြီးတာနဲ့
လုံဟောက်ချမ်းကိုကြည့်ပြီးလင်ကြလူကနင်တို့ကအတွဲလားဆိုပြီးတော့မေးလိုက်တော့ဒါငါးမောင်လေးခက်ဆိုပြီးတော့ပြန်ရန်ထောင်ပါပြီအတွဲဟုတ်ဆိုတာနဲ့မျက်နှာလေးကချောသားပဲဆိုပြီးတော့ပြောလိုက်ပါလေဗီရှင်းကတော့ဒီမိမကိုဘယုံဆိုင်နဲ့သူကမှော်เสียနေထက်ဆွမ်းအားမြင့်နေဆိုပြီးပြောလိုက်ပါလေဒါပေမဲ့လုံဟောက်ချမ်းကတော့အရင်ကကျွန်တော်မှော်เสียတယောက်နဲ့မတိုက်ခိုက်ဘူးဒီခွေရေးကိုယူပြီးတော့စ조사ကြည့်မယ်ဆိုပြီးတော့ပြောလိုက်ပါလေလင်ကြလူကတော့နေငါနဲ့တိုက်ခိုက်ချင်တာလားမိမမရှင်ကတေချာကိုရှိုးလုံးမှာပဲဆိုပြီးတော့ဖဲလိုက်ပါပြီပြီးရတယ်မှော်ကျိန်လုံးကိုဆိုင်ရှင်စီကိုပြစ်ပေးပြီးတော့မှော်ကျိန်လုံးမပိုင်တော့မှဒီကလေးကိုငါနိုင်နေဆိုပြီးပြောလိုက်ပါတယ်ပြီးတာနဲ့တော့ရောက်တာပြင်ကိုထွက်သွားကြပါလေဆိုင်ရှိကတိုက်ပွဲကွင်းမြင့်မှာတော့ဆိုင်ရှင်ကကြောက်ရကောင်းမှမသိတဲ့ကောင်လေးဟောက်ရက်မြို့မှာအကြော်ကြားဆုံးပါရမီရှင်မော်မင်းကလေးကိုမှစိန်ခေါ်ရဲတယ်ဆိုပြီးပြောနေပါတယ်အဲ့ဒီချိန်မှာလင်ကြလူကတိုက်ပွဲစားကိုပြောလိုက်ပါပြီပြီးတာနဲ့ရေခဲပြည့်စကိတ်ရှိသလိုစီးပြီးတော့စားရသည်လေးရောက်လာပြီဆိုပြီးပြောလိုက်ပါတယ်ရေခဲပြည့်မော်ပြုတ်ကျသွားတော့နှုံဟောက်ချမ်းတယောက်ချော်လဲလို့တောင်ဖြစ်သွားပါလေလင်ကြလူကတော့ဒါပထမတိုက်ခွက်ပဲရှိသေးရဲ့ဆိုပြီးတော့နှင်းမွေလေးတွေကိုဖန်တီးလိုက်ပါတယ်နှင်းမွေလေးတွေကတဖြည်းဖြည်းနဲ့ရေခဲတဲ့မြောင်နေဖြစ်ကိုပြောင်းလဲသွားပြီးတော့လုံဟောက်ချမ်းကိုဝင်လိုက်ပါတော့လေလုံဟောက်ချမ်းကတော့အသေးအံရှောင်နေရပါပြီဒါပေမဲ့လင်ကြလူကလည်းစတိုက်ကိုတိုက်ခိုက်နေတာပါလုံဟောက်ချမ်းကစစ်မှန်ထွေအောင်ဓာချက်ကိုထိုးသွင်းလိုက်ရပါတယ်ရေခဲတွေအကုန်ကွဲသွားပြီးတော့လုံဟောက်ချမ်းကတောက်လျှောက်ဓာဆွမ်းရည်နဲ့တိုက်ခိုက်နေပါလေလင်ကြလူကလည်းရေခဲတဲ့မြောင်နေနဲ့စတိုက်ကိုပြစ်ခတ်နေတာပါလုံဟောက်ချမ်းကတော့လင်ကြလူရဲ့နားကိုကပ်ပြီးတော့တိုက်ခိုက်မှုပဲပြင်းနေတာပါဒါပေမဲ့နားကိုကပ်လို့မရပါဘူးလုံဟောက်ချမ်းရဲ့နောက်ကနေလေရေခဲတဲ့မြောင်တွေကတောက်လျှောက်လိုက်ရပါတယ်အနာကိုကပ်ပြီးတော့ဓာတ်နဲ့ထိုးလုံးမဲ့ချိန်မှာလင်ကြလူကအตาလေးပဲကပ်ပြီးရှောင်လိုက်ပါလေလုံဟောက်ချမ်းတယောက်အနာကိုကပ်ပြီးတော့တိုက်ရခက်နေတဲ့ချိန်မှာလေးဘော်ကိုခုံတက်ပြီးအလင်းသားချက်ကိုထိုးသွင်းလိုက်ပါလေလင်ကြလူကလည်းရေခဲပုံတိုင်းကိုတုံးလိုက်ပါပြီလုံဟောက်ချမ်းတယောက်နောက်ကိုလွတ်ထွက်သွားပြီးတော့ဓာတ်ကိုတောင်းဆိုင်ပြီးချိန်ထိလိုက်ရပါလေပေါ်ဆရာတို့ရဲ့တိုက်ခိုက်ပုံကတော်တော်လေးခြားနာတာပဲငါသူ့နာကိုကပ်လို့မရဘူးဆိုပြီးတွေးနေပါလေလင်ကြလူကတော့နောက်တစ်ခွက်နဲ့နေကိုအနာယူရောမှဆိုပြီးတော့ရေခဲလောင်တိုင်းကိုထိုးသွင်းလိုက်ပါလေရေခဲကျုံတွေကလုံဟောက်ချမ်းရဲ့နာကိုရောက်လာတဲ့ချိန်မှာလုံဟောက်ချမ်းကရှောင်ရင်းတိန်ရင်းနဲ့ရေခဲတွေကိုပိတ်မိသွားပါပြီလုံဟောက်ချမ်းတယောက်ရေခဲလောင်တိုင်းတွေကရေခဲကျုံတွေကိုဓာတ်နဲ့ပိုင်ဖြတ်ပြီးတော့အနေသားချက်နဲ့ခတ်ပြီးခုတ်ချလိုက်ပါလေလင်ကြလူကတော့နေ9000ကျော်တဲ့ကိုကျသွားပြီဆိုပြီးတော့အနောက်ကနေပေါ်လာပြီးမြင်းဆက်တော်သားတုံ့ပြန်ရေခဲဝင်းကိုထိုးသွင်းလိုက်ပါလေလုံဟောက်ချမ်းတယောက်ရေခဲထဲမှာလုံအောင်ကိုပိတ်မိသွားပြီလေလင်ချာလူကတော့ဒါလေးကျဲပြီးတော့ပေါ်ဆရာတယောက်ကိုစိန်ခေါ်တဲ့ကျိုးဆက်မယ်နေမလောက်ရှက်ရမယ်ကြည့်မယ်ဆိုပြီးတော့အနာကိုကတ်သွားတဲ့ချိန်မှာရေရဲတွေကအက်ကွဲသွားပြီးလင်ချာလူကိုဓာတ်နဲ့ဝင်ပိုင်းပါလေလင်ချာလူတယောက်အနောက်ကိုတွင်းထွက်သွားတဲ့ချိန်မှာလုံဟောက်ချမ်းကလေဘင်းကိုဓာတ်နဲ့ထောက်လိုက်ပြီးတော့တိုက်ပွဲမပြီးခင်ကိုလုံကြုံရေးကိုဂီးမဆိုင်တဲ့ဆိုးကျိုးပဲဆိုပြီးပြောလိုက်ပြီလေလင်ချာလူကတော့ဒါမဖြစ်နိုင်ဘူးဆိုပြီးတော့လီရှင်းတောင်မှာ9ရက်တုံးပြန်ရေခွဲပွင်းကိုရေမဆိုင်နိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါလေအဲ့ဒါနဲ့ဘာလို့မဖြစ်နိုင်ရမှာလဲနေကငတုံးမလေးဆိုပြီးတော့လီရှင်းကရန်ပြန်တွေ့ပါလေမမောင်လေးကမင်းရဲ့ရေခဲဝင်းကိုပြီးကြီးစုံတဲ့ကာဝယ်မှုနဲ့ရှောင်နေနိုင်ခဲ့တာဆိုပြီးရှင်းပြလိုက်ပါတယ်ဒီကျတော့ရေခဲထဲမှာချုပ်ခံရတဲ့ချိန်တုန်းကလုံအောင်ချမ်းကအကာဝယ်ကိုထိုးသွင်းလိုက်တာပါအဲ့ဒါနဲ့ဆိုင်ရှင်ကမမလေးလင်းကြလူကျွန်တော်ဒီတိုင်းကိုဒီလူရဲ့လေးကိုပေးလိုက်တော့မယ်တော့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါနဲ့ရင်းချလူကဘာပြီးပြီးစုံတဲ့ကာဝယ်လေငါချိန်တုပ်ကိုမတုံးလို့နိုင်သွားတာဆိုပြီးတော့ရန်တွေ့နေပါပြီအဲ့ဒါနဲ့လီရှင်းကမမောင်လေးကလည်းတန်ချက်ကာကိုဝင်မထားဘူးလေဆိုပြီးပြောလိုက်ပါတယ်လင်းကြလူတယောက်စိတ်ဆိုးပြီးတော့ထွက်သွားပါပြီပြီးရနဲ့လီရှင်းကတော့လင်ကြလူနဲ့သူ့ရဲ့အကြောင်းကိုရှင်းပြနေပါတယ်သူတို့နှစ်ယောက်ကအရင်တုန်းကမိတ်ဆွေတွေပါဒါပေမဲ့ယောက်ျားတစ်ယောက်တည်းကိုကြိုက်မိသွားပြီးတော့အဲ့ဒီကောင်လေးကလည်းရုတ်တရက်ကြီးပျောက်သွားပါတယ်လင်ကြလူကအဲ့ဒီလူကိုလီရှင်းကခိုးသွားရဲဆိုပြီးထင်နေတာပါဒါကြောင့်အဲ့နောက်ပိုင်းမှာနှစ်ယောက်သားရန်သူတွေဖြစ်သွားကြတာပါဒီလိုနဲ့နေရာရွှေ့ပြောင်းဝင်ပေါက်ကိုရောက်ခန့်နေမှာပဲလင်ကြလူကိုထပ်တွေ့ရမှာပြီလင်ကြလူကလီရှင်းကိုတွေ့တော့မမြင်ချင်မှတဲ့တိုးလေးရပဲဆိုပြီးတော့ပြောပြီးထွက်သွားပါတယ်ကျန်တဲ့နှစ်ယောက်ကတော့ဒီရှင်းကိုလာပြီးနှုတ်ဆက်ကြပါလေသူတို့အားလုံးဒီကိုရောက်နေကြတာလားနတ်ဆိုးအမင်းလိုက်စစ်ဆေးမှုတော့ကိုရောက်နေကြတာပါအစေးရောက်ဝင်တဲ့သူကတော့သူရဲကောင်းစစ်တီတော်ဖရာเจ้าကအစစ်လေးစစ်တီတော်ပါဘေးကအနီဝက်ကတော့သူရဲကောင်းစစ်တီတော်ဖရာเจ้าကပါမယ်သူကလည်းအစစ်လေးထိန်းသိမ်းသူစစ်တီတော်ပါအဲ့ဒါနဲ့လီရှင်းကလုံဟောက်ချမ်းကိုမိတ်ဆက်ပေးလိုက်ပါလေသူကအဆောင်ရှောက်စစ်တီတော်ဆိုပြီးတော့မိတ်ဆက်ပေးလိုက်ပြီလေအကုန်လုံးကလေသူကစစ်ဆေးမှုတက်လာလားဆိုပြီးအံ့ဩနေပါပြီဘာလို့လဲဆိုတော့လုံဟောက်ချမ်းကအရန်ကိုငယ်သေးလို့ပါအဲ့ဒါနဲ့လီရှင်းကတော့သူကငယ်သေးရဲ့ဆိုပြီးမေပေါ်ပညာရှင်ကိုတော့နိုင်တိုက်ခဲ့ရတော့ဆိုပြီးတော့လင်ချားလူကြောင်လက်အောင်လိုက်ပါလေအဲ့ဒီချိန်မှာပဲနေရာရှိပြောင်းအစီရင်တွေကနေပြီးတော့လူတယောက်ထွက်လာပါလေကျောင်းလာတဲ့သူကတော့အကြီးကဲဖုန်းရိုက်ပြီးပါသူကအခုလာမဲ့နတ်ဆိုးမဲလိုက်စစ်ဆေးမှုတွေတာဝန်ယူဝေးမှကြီးကြတဲ့သူပါဒီတစ်ခါမင်းတို့9ယောက်ယာယီဖွဲ့နေနဲ့ဖွဲ့ရမယ်ဆိုပြီးတော့ပြောလိုက်ပါပြီပြီးတာနဲ့နတ်ဆိုးနေမြေတွေကိုဝင်ပြီးတော့နတ်ဆိုးတွေနဲ့တိုက်ခိုက်ရမှာပါခမလေး2ယောက်ကတော့ရန်ဖြစ်နေကြပါလေပြဿနာရှိလို့လားမတော်ရင်မှုဆိုရင်ရလိုက်လို့ရတယ်ဆိုပြီးတော့အကြီးကဲကပြောလိုက်တော့မှပြေလည်သွားကြပါလေဒီစစ်ဆေးမှုတွေမင်းတို့ကနတ်ဆိုးစစ်သား100ကိုရှင်းလင်းနိုင်မှာနတ်ဆိုးမဲလိုက်စစ်ဆေးမှုပြန်ပွဲဝင်ဖို့အရေးချင်းမိမှာပါအုပ်စုဖွဲ့လှုပ်ရှားမှုဖြစ်လို့အဖွဲ့ကောင်းဆောင်တယောက်ရွေးချယ်ရမယ်ဆိုပြီးပြောလိုက်တော့လင်ချားလူကကျမကကျင့်ကြံရဲ့ဆဲအမြင့်ဆုံးပဲအဖွဲ့ကောင်းဆောင်လုပ်မယ်ဆိုပြီးပြောလိုက်ပါလေအဲ့ဒါနဲ့လီရှင်းကလုံဟောက်ချမ်းကိုရှေ့ကိုတွန်းထုတ်ပြီးတော့လုံဟောက်ချမ်းကိုအဖွဲ့ကောင်းဆောင်ကြီးရွေးချယ်တယ်ဆိုပြီးပြောလိုက်ပါလေသူတို့ကြားထဲမှာလုံဟောက်ချမ်းတယောက်ကပဲအဆောင်ရှောက်စစ်တီတော်ဖြစ်နေလို့ပါအဲ့ဒါနဲ့လင်ချားလူကတော့တကယ်နတ်ဆိုးစစ်ကိုဒီကလေးကတခါမှတော့မတွေ့ဘူးဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဆိုပြီးပြောလိုက်ပါလေကြီးကျက်သူကတော့လုံဟောက်ချမ်းကိုမင်းအဖွဲ့ကောင်းဆောင်ချီရွေးချယ်ခံခြင်းလားဆိုပြီးတော့မေးလိုက်တော့မမလင်ချားလူကဖော်စရာတယောက်တိုက်ပွဲနောက်ကနေတိုက်ခိုက်နိုင်တယ်ဒီတော့သူကအဖွဲ့ကောင်းဆောင်ဖြစ်ဖို့အတင်းတော်ဆုံးပဲဆိုပြီးပြောလိုက်ပါလေအဲ့ဒါနဲ့လီရှင်းတယောက်ဒေါသထွက်သွားပါပြီကြံတဲ့သူတွေအကုန်လုံးကလည်းလင်ချားလူကိုခေါင်းဆောင်ဖြစ်ကိုလက်ခံကြပါလေအဲ့ဒါနဲ့တစိပ်ပြားကိုပြစ်ပေးလိုက်ပါလေ
ပြီးတာနဲ့အကုန်လုံးနေရာရွှေ့ပြောင်းစီရဲ့တစ်ခုစီကိုခေါ်သွားပါလေတောင်ဝဲကိုတစ်ချက်ဆောင်လိုက်တဲ့အချိန်မှာပဲနေရာတစ်ခုစီကိုရောက်သွားပါလေအယိုးလောက်ကျွမ်းတဲ့ညီရဲ့နောက်ထပ်ပိုင်းကိုရောက်သွားတာပါဒီဝင်ပေါက်ကိုမှတ်တာမင်းတို့တာဝန်ပြီးသွားတဲ့အခါမှာမူလနေရာကိုပြန်သွားဖို့ဒီနေရာကိုပြန်လာရမယ်ဆိုပြီးတော့အကြီးအကဲကပြောလိုက်ပါလေတကယ်လို့မလာနိုင်ရင်စစ်ဆေးမှုချရှုံးတယ်ဆိုပြီးပြောလိုက်ပြီးလေရင်းချလူကတော့ကောင်စုလေးကြောင်းနေပြီလားဆိုပြီးတော့ပြောလိုက်ပါသေးတယ်ပြခင်တော့ဒီနေရာမှာကနတ်ဆိုးတွေရောစစ်ဆေးမှုချရှုံးသွားတယ်လူသားတွေရဲ့အလောင်းမှာရှိနေတာပါပြီးတာနဲ့အကြီးအကဲကတော့ထွက်သွားပါပြီအဲ့ဒီချိန်မှာနတ်ဆိုးတွေကလည်းခုံစွက်နဲ့မြေရောက်ထဲကနေလာနေပါလေလုံအောင်ချမ်းကအဆောင်လျှောက်ကောင်းကြီးပေးမှုဆိုပြီးတော့အကာအကွယ်ကိုဖွင့်ချလိုက်ပါလေရောက်လာတာကတော့အစ်စ်နစ်နတ်ဆိုးတွေပါလုံအောင်ချမ်းကသူ့ရဲ့အလင်းချက်ဝဲကိုဝှက်ဆက်လိုက်ပါပြီဒိုင်းတစ်ဖက်တစ်ဖက်နဲ့လုံအောင်ချမ်းတယောက်အရန်ကိုကောင်းနေပါလေလီရှင်းကလည်းဓာတ်ထက်လက်ကိုထုတ်ပြီးတော့ချက်ဝဲကိုဝှက်ဆက်လိုက်ပါလေလုံအောင်ချမ်းကတော့သူ့မိငယ်ကတိုက်ခိုက်ခံရတာတွေကိုပြန်မြင်အောင်ပြီးတော့တောက်လျှောက်တာနဲ့ဝင်ခုန်နေပါလေမာဒမာနှစ်ယောက်ကလည်းအတွင်းညီနဲ့တိုက်ခိုက်နေတာပါလုံအောင်ချမ်းကတောက်လျှောက်တိုက်ခိုက်ပြီးတော့လီရှင်းကလည်းဓာတ်ထက်လက်နဲ့တောက်လျှောက်တိုက်ခိုက်နေပါလေတင်ကြလို့နဲ့လီရှင်းကတော့ထုံးစံတိုင်းရဖြစ်နေကြလုံးပါပဲမိစ္ဆာတကောင်ကတိုက်လိုက်တော့လီရှင်းကအကာအကွယ်ကိုတာလေးပဲထုတ်ပြီးခါလိုက်နိုင်ပါတယ်နတ်ဆိုးတွေကတော့တဖြည်းဖြည်းနဲ့နေလာပါပြီလီရှင်းကလည်းအကောင့်20ထိတက်နိုင်တော့ပါပြီအဲ့ဒီချိန်မှာနတ်ဆိုးတွေထွက်ပြေးသွားတော့လင်ဂျာလူကအကုန်လုံးကိုရေခဲရုပ်ထုဖြစ်ပြောင်းလိုက်ပါတယ်လင်ဂျာလူက20ကောင်ထိတက်နိုင်သွားတော့လီရှင်းတဲ့တကောင်ပုံများသွားပါလေလူဟောက်ချမ်းကိုတတိထားဖို့လှမ်းဝနေတော့သူကအဆောင်ရှောက်စစ်တီတော့လေအများဆုံးမှာ14ကောင်15ကောင်ပဲတက်နိုင်မှာဆိုပြီးတော့လင်ဂျာလူကတင်ပြလိုက်ပါတယ်ဒါပေမဲ့လူဟောက်ချမ်းကတော့အကောင်တွေကိုဇက်တိုက်တက်ဖြတ်နေတာ25ကောင်ထိရောက်သွားပါပြီနောက်ဆုံးမှာတော့ပြေမှုက9ကောင်ပဲကျန်မှာတော့လေနတ်ဆိုးတွေကလည်းထွက်ပြေးသွားတော့သူတို့နောက်ကိုလိုက်မယ်ဆိုပြီးတော့လင်ဂျာလူကလိုက်ဖို့ပြင်တော့ခဏလေးနေပါအောင်ဆိုပြီးတော့လုံအောင်ချမ်းကတားလိုက်ပါတယ်အခုကျွန်တော်တို့ဂျင်းဆိုင်နေရတာကအစ်စ်နေနတ်ဆိုးလေးတကယ်လို့နတ်ဆိုးနေမိရဲ့အလေလေးကိုဝင်ပြီးသွားရင်ကျွန်တော်တို့အန်ဒီရဲ့ကြုံနိုင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဘာလို့ခဏမနာလာလဲဆိုပြီးတော့ပြောလိုက်တော့တာဝန်ပြေဖို့ကနည်းနည်းလေးပဲလို့တော့ဒါမဲ့အစားအခုလှုပ်ရှားတဲ့နေဆိုပြီးပြောလိုက်ပါတယ်နာကဖွဲ့ကောင်းတော့နင်တို့ငါစကားကိုနားထောင်ဆိုပြီးတော့လင်ဂျာလူကပြေးလိုက်တော့ပါလေအဲ့ဒါနဲ့လူဟောက်ချမ်းတို့ကလည်းနောက်ကနေလိုက်ရပါတော့လေတကယ်တော့ထွက်ပြေးသွားတယ်အစ်စ်နတ်ဆိုးတွေကဖျားခေါ်သွားတာပါအဲ့ဒီမှာပဲအယိုးလောင်ကျွမ်းနေမြေကနတ်ဆိုးအယိုးကြီးကိုတွေးလိုက်ပါတော့လေအရန်ကြီးနေလို့အကုန်လုံးကလက်ထပ်သွားကြပါပြီလူဟောက်ဆန်းတရားဘာလေးဆက်ပြီးကြောက်အောင်လဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလေ like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ